မင်္ဂလာပါခင်ဗျာ BOA United Sports and MMA Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Manchester United ပရိသတ်တွေကြားမှာ Old Trafford ရဲ့မျောလင့်ချက်အသစ်လို့တင်စားနေကြတဲ့ Brazil တိုက်စစ်မှု Matheus Cunha ရဲ့စိတ်လှုပ်ရှားစရာကစားသမားဘဝဖြတ်သန်းမှုနဲ့လက်ရှိပြသနေတဲ့အမခံခြေစွမ်းတွေအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် Brazil နိုင်ငံ João Pessoa အမျိုးရဲ့လမ်းမထပ်တွေမှာဖူဆယ်ဘောလုံးတစ်လုံးနဲ့အိမ်မက်တွေကိုစတင်ပုံဖော်ခဲ့တဲ့ Matheus Cunha ရဲ့ခီလန်းဟာအခုဆိုရင်ကမ္ဘာအကြီးကျယ်ဆုံးကွင်းကြီးတစ်ခုထက်တဲ့ Old Trafford စီကိုစိုက်စိုက်မြိုင်မြိုင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Cunha ရဲ့ဘောလုံးသမားဘဝဟာပန်းကင်းလန်းတစ်ခုတော့မဟုတ်ခဲ့ပါဘူး။ Coritiba Academy ကနေစတင်ပြီးအသက်18နှစ်သားအရွယ်မှာတင်မိသားစုနဲ့ဝေးရာ Switzerland မြေက FC Sion အသင်းစီကိုတယောက်တည်းထွက်ခွာခဲ့ရတာပါ။အဲ့ဒီနောက် Germany က Leipzig Hertha Berlin နဲ့ Spain မြေက Atletico Madrid အထိဥရောပရဲ့ထိုက်တန်းလိဂ်တွေမှာအတွေ့အကြုံတွေကိုခက်ခဲဆူဆောင်းခဲ့ရတာပါ။သူ့ရဲ့ပါရမီကိုတကမ္ဘာလုံးကအံ့ဩတုန်လှုပ်စွာအတိအမှပြုခဲ့ရတဲ့အချိန်ကတော့2021 Tokyo Olympic ဘောလုံးပွဲမှာဖြစ်ပါတယ်။အဲ့ဒီပွဲမှာ Spain အသင်းကိုအနိုင်ယူပြီး Brazil အတွက်ရွှေတံဆိပ်ဆုကိုဆွတ်ခူးပေးရမှာ Cunha ဟာအဓိကဂိုးကိုသွင်းယူပေးခဲ့တဲ့သူ့ရဲ့ဟောင်းတရားဖြစ်ခဲ့ရတာပါ။ Cunha ရဲ့ Premier League စွန့်စားခန်းဟာ Wolverhampton မှာအရှိန်ရခဲ့ပြီး2024-2025 ရာသီမှာတင်33ဂိုးသွင်း15ဂိုးဖန်တီးနိုင်ခဲ့တဲ့အမခန်းမှတ်တိုင်းတွေကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒီခြေစွမ်းတူကြောင့်ပဲ2025ခုနှစ်ဇွန်လမှာ Manchester United ကပေါင်62.5 သန်းဆိုတဲ့တမန်နာနဲ့သူ့ကို Old Trafford စီကိုခေါ်ဆောင်လာခဲ့တာပါ။ United ကိုရောက်လာချိန်မှာတော့သူဟာနီးပ Michael Carrick ရဲ့စနစ်တကျလမ်းညွှန်မှုအကြံပေးမှုတွေအောက်မှာပိုမိုတောက်ပလာခဲ့ပါတယ်။ Carrick ရဲ့ကစားခွက်ထဲမှာCunha ဟာတာမန်တိုက်စစ်မှုတူထပ်ပိုးတဲ့လုတ်အားကောင်းမွန်တဲ့တိုက်စစ်ကစားသမားအထိနေရာဆုံးမှာအားကိုးလာရပါတယ်။အထူးသဖြင့်မင်းညကကစားခဲ့တဲ့ Chelsea အသင်းနဲ့အချိတ်နဲ့ရှိလာတဲ့ပွဲစဉ်မှာတော့Cunha ဟာတူးတဲတော့အဖိုးတန်အနိုင်ဂိုးကိုတွင်းယူပေးခဲ့ပြီး Old Trafford ရဲ့ညကိုလှပချခဲ့ပါတယ်။ပြိုင်ဘက်ခန်းစစ်ကစားသမားတွေကိုအယုံခေတဲ့ပြန်ကြော်ဖြတ်ပြီးဂိုးသမားကိုပါလှည့်စားတွင်းယူခဲ့တဲ့အဲ့ဒီဂိုးကြောင့်ပဲ United ပရိသတ်တွေကသူ့ကို The New Samba King လို့တောင်တင်စားလာကြပြီးအသင်းရဲ့မရှိမထေကစားသမားအဖြစ်အားလုံးကလက်ခံလိုက်ပြီးဖြစ်ပါတယ်။လက်ရှိ2025-2026 ရာသီမှာCunhaဟာ30ပွဲကစားထားပြီး8ဂိုးသွင်း2ဂိုးဖန်တီးထားပါတယ်။ဒါပေမဲ့သူ့ရဲ့ဂိုးစားတွေထပ်ပိုပြီးအထင်ကြီးဖို့ကောင်းတာကကွင်းအတွင်းမှာမိနစ်2000နေလောက်ကိုကြာ The Second မနာတန်ဆွဲရှိပေးဆက်ကစားနေတဲ့သူ့ရဲ့စိတ်တိုင်းပါပဲ။ဘောလုံးဖြတ်သန်းမှု85ချိန်နဲ့ရင်ဆိုင်ကစားမှု150ကြိမ်အထိပြုလုပ်ထားတဲ့Cunhaဟာအခုဆိုရင်နီးပြ Michael Carrick ရဲ့လက်အောက်မှာ Premier League ရဲ့ ND ရဲ့အရှိဆုံးနဲ့အလုပ်အကျန်းဆုံးတိုက်စစ်မှုတူအဖြစ်ချေးမွနေနိုင်ပြီဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ United ပရိသတ်တွေကCunhaရဲ့မင်းညကခြေစွမ်းနဲ့အသင်းအပေါ်ပေးဆက်မှုအပေါ်ဘယ်လိုမြင်ကြပါလဲခင်ဗျာ။သူဟာ United ကိုစူဖလားတွေစီပို့ဆောင်ပေးနိုင်တဲ့သူဖြစ်လာမလားဆိုတာမှတ်ချက်တွေရေးပေးသွားကြပါဦး။အခုလိုစိတ်ဝင်စားကြအားကစားသတင်းတွေနဲ့ MMA သတင်းတွေကိုအမြဲနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ BOA United Sports and MMA Channel ကိုလည်း Like and Subscribe လုပ်ထားပေးဖို့မမေ့ပါဘူးနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်